ရိုက်တာလောက်ကတနေ့ထက်တနေ့ပိုမိုချမ်းသာကြွယ်ဝလာနေတဲ့ခိုင်နှဝေရဲ့နောက်ွယ်ကအကြောင်းရင်းအခုချိန်အင်တာနက်ပေါ်မှာပွဲစုဆုံးကြရက်ကတော့ပရိုက်တာမင်းသမီးကြီးခိုင်နှဝေရဲ့ကိစ္စပါအစောပိုင်းမှာတော့လူတွေကခိုင်နှဝေဆိုရင်တနိုင်ငံလုံးကလေးစားရတဲ့ပရိုက်တာမိခင်ကြီးဖြစ်သတ်မှတ်ထားကြတာပါအထူးသဖြင့်ခိုင်နှဝေဟာရင်သွေးလေးများပရိုက်တာကေဟာကိုတီထောင်ကကလေးတွေကိုဂရုတစိုက်နဲ့ကိုယ့်ရဲ့ရင်သွေးလေးအရှင်လို့ပြုစုဆောင်ရှောက်နေတာကြောင့်မြန်မာနိုင်ငံရဲ့မာတာထရီဆာဖြစ်တောင်ခိုင်နှဝေကိုတင်စားထားကြတာပါဒါပြင်ခိုင်နှဝေဟာမြန်မာနိုင်ငံရဲ့တဘာဝဘေးရန်ရဲ့ခြားရောက်တိုင်းမှာလည်းရှေ့ဆုံးကနေပါဝင်လူတန်းနေတာပါခိုင်နှဝေဟာပြီးခဲ့တဲ့ရေဘေးမှာလည်းတိမ်မောင်းတောင်းချီပါဝင်လူတန်းခဲ့တယ်လို့ခုတစ်ခေါက်ငလင်ဘေးမှာလည်းပါဝင်လူတန်းနေတာဖြစ်ပါတယ်ခိုင်နှဝေဟာငလင်ဘေးမှာတိမ်မောင်း9000ကျော်တိလူတန်းခဲ့တယ်လို့ဆိုပါတယ်ဒီလိုလူတန်းနိုင်တာကလည်းခိုင်နှဝေရဲ့ပရဟိတလုပ်ငန်းတွေကိုယုံကြည်ပြီးအနေနဲ့ရရက်က9ရက်သားသမီးတွေစီးပွားရေးလုပ်ငန်းရှင်တွေအဖွဲ့အစည်းတွေကပါဝင်လူတန်းကြတာကြောင့်ဖြစ်ပါတယ်ဒီလိုလူတန်းကူညီတဲ့နေရာမှာတချို့သောလူတွေကတော့ခိုင်နှဝေရဲ့အလူကိုတာလူခေါ်ပြီးကြတာပါဒါပေမဲ့လည်းခုတလောဖြစ်ပွားသွားတဲ့ခိုင်နှဝေကအထင်ဆိုင်ပိုင်ရှင်ရှားထံတွေကိုမှားလွှဲတဲ့ငွေ330ပြန်ပေးတာနှောင့်နှေးမှုတပ်တေတိကျခိုင်လုံနာတော့ငွေကိုတိုင်းရိုက်ပြန်မပေးမှုကစပြီးခိုင်နှဝေရဲ့မကောင်းတဲ့တွေကတစ်ခုပြီးတစ်ခုပေါ်လာတာပါအထူးသဖြင့်ခိုင်နှဝေဟာအလူငွေတွေကိုစနစ်တကျမစီမံနိုင်ဘူးငွေစည်းရင်းရှင်းလင်းစွာမရှိဘူးစသဖြင့်ဝေဖန်မှုတွေပြင်းထန်လာတာဖြစ်ပါတယ်ဒါပြင်ခုရက်ထဲမှာအင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ခိုင်နှဝေချစ်သူဆိုတဲ့ရိုင်းဆိုင်နေတဲ့အတန်ဖိုင်တွေကြောင့်လည်းခိုင်နှဝေပရိုက်တာဖောင်ဒေးရှင်းပေါ်မှာဝေဖန်မှုတွေပိုပြီးများလာတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဘလို့စီးပွားရေးလုပ်ငန်းတွေလုပ်နေမှမသိပေမဲ့ခိုင်နှဝေဟာတနေ့ထက်တနေ့ပိုမိုချမ်းသာကြွယ်ဝလာတာပါ။ခိုင်နှဝေဟာစီးပွားရေးလုပ်ငန်းသေးသေးလေးနဲ့အတူတနေ့ကိုရုပ်ရှင်2ကားလောက်သာရပေမဲ့လည်းသူမရဲ့ကျွမ်းဝချမ်းသာမှုကပိုများပြားလာတာပါ။အထူးသဖြင့်ခိုင်နှဝေကိုင်နေတဲ့လက်ကင်အိတ်တွေနိုင်တွေဟာအမေရိကန်ဒေါ်လာထောင်ကနန်းမြန်မာငွေနဲ့ဆို300ထောင်ကြီးများပြားနေတာကလည်းလူတွေဝေဖန်ဖို့မျက်စိစပမှုစူးစရာဖြစ်နေတာဖြစ်ပါတယ်။အပြင်ခိုင်နှဝေဟာရန်ကုန်မြို့ကနာမည်ကြီးလူကုန်တန်ရက်ကွက်တွေနဲ့ကလောပြုံးလွင်စားတဲ့မြို့တွေမှာအိမ်တွေဝယ်ထားတယ်ဆိုရင်အတိမပြုနိုင်တဲ့ကောလာဟလသတင်းတွေထွက်လာပါတယ်။ဒါကြောင့်လေခိုင်နှဝေပေါ်ကိုဝေဖန်ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်တဲ့ပွဲတွေကိုအင်တာနက်ပေါ်ကသူမရဲ့အမြင်တွေပြောလို့ရှိတဲ့တထင်းမကြီးဒေါ်အယ်မွန်သိန်းကတော့ခိုင်နှဝေပါဝင်မြန်မာနိုင်ငံကပရဟိတအသင်းတွေချမ်းသာလာတာနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာပရဟိတဖောင်ဒေးရှင်းတည်ထောင်တဲ့သူတွေအနေနဲ့ပရဟိတဖောင်ဒေးရှင်းမထောင်ခင်မှာပိုင်ဆိုင်မှုတွေကဘလောက်ပရဟိတလုပ်နေခြင်းပိုင်ဆိုင်နေတာကဘလောက်စသဖြင့်စစ်ဆေးခံနိုင်ရမယ်လို့ဆိုပါတယ်ပရိုက်တာသမားတယောက်ကရုတ်တရက်ချမ်းသာလာရင်ပြည်သူတွေကဒီလူဟာဘယ်ကရတဲ့ငွေနဲ့ချမ်းသာနေတာလဲဆိုတာကိုမေးမြန်းပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။ဒီလိုမေးရင်တော့ငါ့ကိုဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ဆိုပြီးတရားစွဲလို့မရကြောင်းဒေါ်ရင်မွန်သိန်းကမြန်မာနိုင်ငံမှာပရိုက်တာသမားတွေနဲ့ပတ်သက်ပြီးပွဲဖြစ်နေချိန်သူမရဲ့အမြင်ကိုခုလိုပြတ်သားစွာပြောလာတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှဝေပရိုက်တာဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။